အနောက်မဟာမိတ်တွေယူကရိန်းကိုပေးပို့ထားတဲ့တာဝေးပစ်ဒုံးကျည်တချို့နဲ့ပတ်သက်ပြီးကန့်သက်ချက်တွေကိုအမေရိကန်ကဖယ်ရှားလိုက်ပြီးဖြစ်တဲ့အတွက်ရုရှားပစ်မှတ်တွေကိုလွတ်လပ်စွာပစ်ခတ်နိုင်ပြီလို့ Wall Street Journal ကဖော်ပြလိုက်ပါတယ်။သိရသလောက်တော့မဟာမိတ်တွေကယူကရိန်းကိုစတုံးရှဲတို့ဗြိတိန်ပြင်သစ်ထုတ်စကလက်အမေရိကန်ထုတ် ATSN ဒုံးကျည်တွေပေးထားပါတယ်။ဒီသတင်းသာမှန်ကန်ခဲ့ရင်အမေရိကန်မူဝါဒအပြောင်းအလဲဟာယူကရိန်းစစ်ပွဲမှာအနောက်မဟာမိတ်တွေရဲ့ပါဝင်ပတ်သက်မှုကိုတိတိတတ်တာပြောင်းလဲစေပါလိမ့်မယ်။မနေ့ကရုရှားနိုင်ငံဘရိုင်နဲ့ဓာတုစက်ရုံကိုစတုံးရှဲတို့ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ကလေးကထူးခြားပြီဆိုတာကိုတော့သတိထားမိပါတယ်။ဒီနေ့ရုရှားကနျူလက်နက်တွေစမ်းသပ်ပစ်ခတ်ပြတာကိုလည်းသတိမူမိကြပါလိမ့်မယ်။ယူကရိန်းနယ်စပ်နဲ့ကီလိုမီတာ1200အကွာမှာတည်ရှိတဲ့ရုရှားနိုင်ငံတောင်ပိုင်းစတေဘရိုမြို့ခြေဆိုင်စစ်စခန်းတစ်ခုအနီးကလက်နက်ခဲယမ်းစက်ရုံမီးလောင်ပေါက်ကွဲလျက်ရှိကြောင်းလွတ်လပ်တဲ့ကီသတင်းဌာနမှဖော်ပြပါတယ်။ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ရိုနက်နဲ့လူကွိုင်တို့အပြင်လုပ်ငန်းခွဲများစွာကိုအမေရိကန်ကဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီလိုအတိတရားမဲ့တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့သမ္မတပူတင်ကညှင်းဆိုတာကြောင့်ကရင်မလင်ကိုငွေကြေးထောက်ပံ့တဲ့ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကိုပိတ်ဆို့အရေးယူထားပါတယ်လို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ဘေဆင်ကပြောကြားပါတယ်။အနောက်မဟာမိတ်တွေယူကရိန်းကိုပေးပို့ထားတဲ့တာဝေးပစ်ဒုံးကျည်တချို့နဲ့ပတ်သက်ပြီးကန့်သက်ချက်တွေကိုအမေရိကန်ကဖယ်ရှားလိုက်ပြီးဖြစ်တဲ့အတွက်ရုရှားပစ်မှတ်တွေကိုလွတ်လပ်စွာပစ်ခတ်နိုင်ပြီလို့ Wall Street Journal ကဖော်ပြခဲ့တာဟာသတင်းတူဖြစ်တယ်လို့ Trump ကသူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာရေးတင်ပါတယ်။အမေရိကန်ကရုရှားကိုကြီးမားတဲ့အရေးယူပိတ်ဆို့မှုတွေကြေညာမယ်လို့ BBC ကဖော်ပြပါတယ်။ရုရှားရဲ့နျူကလ িয়ার လက်နက်စမ်းသပ်ပစ်ခတ်မှုကိုပူတင်ကဗီဒီယိုလင့်ကတဆင့်ကြည့်ရှုအားပေးခဲ့ကြောင်းရိုက်တာသတင်းဌာနမှဖော်ပြတဲ့ဘာယန်ပင်လယ်မှာရှိတဲ့ရုရှားရေငုပ်သင်္ဘောမှပစ်လွတ်ခြင်းဗျူဟာမြောက်ဘုံကျဲလေယာဉ်များမှပစ်လွတ်ခြင်းမြေပြင်မှတိုက်ချင်းပစ်ဒုံးကျည်ဖြင့်ပစ်လွတ်ခြင်းစသဖြင့်ကြီးရေလေးဘက်ပေါင်းစုံကနေစမ်းသပ်ပစ်လွတ်ခဲ့ကြောင်းသိရတယ်။ရုရှားဟာစစ်ရေးဖိအားကြုံရတိုင်းနျူလက်နက်စမ်းသပ်ပစ်ခတ်ခြင်းအဖြစ်ပြိုင်ဘက်တွေကိုဗလာပြလေးရှိတယ်လို့ဆိုပါတယ်။ယူကရိန်းကဆွီဒင်ထုတ် JAS-3 အစင်း100မှ150အထိဝယ်ယူဖို့ဇာလန်စကီရဲ့ဆွီဒင်ခီးဆောင်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ဇာလန်စကီဟာဒီနေ့မနက်ပိုင်းနော်ဝေးကိုလည်းရောက်ရှိခဲ့ပြီးနော်ဝေးငွေခရိုနာတန်ပေါင်း1500အကူအညီရရှိခဲ့ပါတယ်။အခုဆိုရင်ဥရောပကလည်းပူတင်ရဲ့ရန်လိုမှုကိုရင်ဆိုင်ဖို့အင်အားကြီးကျယ်တည်ဆောက်နေပါပြီ။ EU နိုင်ငံတွေတိုးမြင့်နေကြတဲ့စစ်အုံစည်းကိုကြီးချင်းအဖြစ်နောက်9နှစ်လောက်ဆိုရင်ဥရောပရဲ့စစ်အင်အားဟာအင်မတန်တောင့်တင်းနေလောက်ပါပြီ။တိုနီဘလဲပြောခဲ့သလိုကမ္ဘာကြီးဟာအလှည့်ပြောင်းတစ်ခုကိုဖျက်ဆီးနေရပါတယ်။ပူတင်ကတော့ကမ္ဘာအစီဆိုညင်ညင်တတကမ္ဘာစစ်မဖြစ်ပဲကူးပြောင်းနိုင်မှုအပေးအယူသူလိုချင်တာပေးရမယ်။လုံးမရမယ်လို့ပေါ်တင်ချင်းချောက်နေတဲ့ယူကရိန်းမှာငြိမ်းချမ်းရေးသဘောတူညီချက်ရခဲ့ရင်တောင်မှစစ်အင်အားပြန်လည်တောင့်တင်းလာတဲ့ဥရောပနဲ့ရုရှားကြားမယုံကြည်မှုကဆက်လက်ကြီးထွားနေဦးမှာပဲဖြစ်ပါတယ်